ဒီကောင်တကောင်အေး တွေ့ရလား အေးရ โอเคတကောင်ရပြီတော့ပြန်ပြီ တော့ပြန်ရင်တာတကောင်ရကိုကောင် အဲ့ဒါမှဘယ်မှာလဲအကောင်ကြီးလို့ တော်ဟောအေးနဲ့သားလောက်กว่าတယ်ကွာ ရလာဟာဒီညတော့ဘိုက်တွေတော့တင်းကားနေတော့မှာအိုးတော်ဆက်မှာမဟုတ်တော့မကောနောက်ထပ်တစ်ကောင်ထက်ရတာဗောနော်ဒါမှပို့ပြီးတော့ပြန်ဟင်းပေါက်သွားတာဒန်ဦးနဲ့ဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ညကတော့ကျွန်တော်တို့ညီကိုတွေပေါ့နော်ဒါကွင်းထဲကိုကျွန်တော်တို့တစ်ကြောင်းလောက်တစ်ခေါက်လောက်ထွက်ပြီးတော့ကျွန်တော်တို့ဟင်းသားရှာမှာဖြစ်ပါတယ်ကြွက်ရမလားငှက်ရမလားတော့မပြောတတ်သေးဘူးအခုမှထွက်ရှာမှာပေါ့နော်ကဲကျွန်တော်တို့ ਨੇ ဒီဟင်းသားရှာတဲ့ကွင်းထဲကိုပေါ့နော်လိုက်ခဲ့ကြပါအောင်လို့ဖိတ်ခေါ်ကြပါတယ်ကဲကျွန်တော်တို့ဒါဆိုရင်လုပ်ငန်းစဉ်လေးစလိုက်ရအောင်နော် let's go ကျွတ်ကောင်ကွာတင်းနဲ့နှစ်မျိုးစရာကြီးပုတ်ကြီးပဲလွတ်စကလေးလွတ်သွားဒီလေထဲမှာအခုတွေ့နေရတဲ့ဒီကြွက်တေးသေးလေးတွေပေါ့နော်ဒီကြွက်ကလေးတွေကိုကြတော့ကျွန်တော်တို့ကြွက်ခလောင်းလို့ခေါ်တယ်ကျွန်တော်တို့ဘက်မှာတော့အဲ့ဒီကြွက်ခလောင်းလေးတွေကိုကျွန်တော်တို့အရေးကွန်စုပ်ပြီးတော့ကြော်စားလို့ရှိရင်သူကတော်တော်ကောင်းတယ်ပေါ့နော်အဲ့ဒီကြွက်ခလောင်းလေးတွေကသူကဒီထက်လည်းပိုမကြီးတော့ဘူးတေးသေးလေးတွေအများတော့အများကြီးပဲလိုက်ပြီးတော့ရိုက်ရမှာသူတို့ကသီးတော့နည်းနည်းအလှုပ်ရှုပ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီကောင်တွေတော့ကျွန်တော်တို့မရိုက်တော့ဘူးကြွက်ခလောင်းစားကျင်တဲ့အခါမှဒါစိတ်ရှိလက်ရှိနဲ့လိုက်ရိုက်ရတာပေါ့နော်များတော့များတယ်ဒီကောင်တွေကအဲ့လိုတေးသေးလေးတွေဆိုတော့မနှဲရှာရှိတော့ရှိတယ်ပေါ့နော်ပြီးတော့โอเคကြီးကွက်ဒါကတော့အခုကျွန်တော်ပြောတဲ့ကြွက်ခလောင်းပေါ့နော်ဒီကြွက်ကလေးတွေကခုနကကျွန်တော်ပြောသလိုပဲဒီထက်ပိုမကြီးတော့ဘူးပေါ့နော်ဒီကောင်တွေကဒီအတိုင်းလေးတွေပဲသွားတာဒီကြွက်ခလောင်းတွေကကြိုက်တဲ့သူတွေကတော်တော်စားလို့ကောင်းတယ်ပေါ့နော်ခုနကကျွန်တော်ပြောသလိုပါပဲဒီကောင်တွေကိုဟိုလေထဲမှာပေါ်တော့ပေါ်တယ်ဒါပေမဲ့ဟိုစိတ်ရှိလက်ချင်းနဲ့တော့လိုက်ရှာတာပေါ့နော်အကောင်သေးတော့ကျွန်တော်တို့မျက်စိရှိချင်းနဲ့မှဒီကောင်တွေကရှာလို့တွေ့မှာဆိုတော့လေဒီကောင်တကောင်အေးဘာမှလည်းမတွေ့အောင်နင့်တံမီကဟိုဘက်ထိုးအေးတွေ့ရလားအေးရโอเคတကောင်ရပြီတော့ပြန်ပြီတော့ပြန်ရင်တာတကောင်ရတော့ပြန်နားတကောင်ကိုကောင်အဲ့ဒါမှဘယ်မှာလဲအကောင်ကြီးလို့တော်ဟောအေးနဲ့သားလောက်กว่าတယ်ကွာကောင်ရပြီဒါတော့ဒီကောင်မဈေးကွက်ပေါ့နော်သူခုတ်လိုက်တာကိုပြန်ရိုက်ထားတာတော်တယ်ရလာပြီဟာဒီညတော့ဘိုက်တွေတော့တင်းကားနေတော့မှာအိုးတော်ဆက်မှာမဟုတ်တော့မကောနောက်ထပ်တစ်ကောင်ထက်ရတာဗောနော်မင်းစောင်းပါလားဒါရဩငါးရီပါရလားစောင်းပါလားဘယ်ရလဲပြန်တော့ပြန်ဟင်းစားမလားလို့ချက်လီဩချက်တဲ့နောက်မှာတော့စားမှာအေးချက်မယ်ဆိုရင်လည်းအဲ့ဒါကောင်တောက်တော့မတောက်ကဲတော့ပြန်ရင်ဆွဲလိုက်မယ်ကျူရပြီဆုပ်ကနန်းနေဟာအဆုပ်ထက်ချက်မကောင်းဒါရှိလို့စားတော့မစားဘူးမကောင်းလို့ထင်တာပဲခိုးတဲ့ကောင်လည်းကြည့်လိုက်ပါပူပြီးပြင်ပြီးကောင်ဒီကောင်တကောင်အကောင်လိုက်ချက်လိုက်စားရဲလားငါမစားပါဘူးမျိုးစားချင်ထည့်ချင်ငါအခုနလုံးသီးထက်ချက်စားလို့မော်နေအမေလူလို့လုံး
ကဲစပါပြီစပုံမူရန်တိုးအခုဆိုရင်တော့စပြီးတော့ရန်တိုးစောနေပြီဟုတ်တယ်ငရုတ်သီးထည့်တယ်ဗျဆန့်တဲ့ဦးလေးပြောင်းမို့နော်ဇပလင်ရှိတယ်မလား ဇပလင်ရှိတယ်လေ ဇပလင်လေးနဲ့မှရှင်းမွေး ဇပလင်ကြားကြောင်ပါ လာမှာပေါ့တဲဦးမဆန့်လို့ကြွက်က ကျွတ်ကတည်းကမစဒန်ဦးနေချ တန်ဦးနဲ့ချာ ကျွတ် ဒါမှပို့ပြီးတော့တောပြန်ဟင်းပေါက်သွားတာဒန်ဦးနဲ့ဆိုတော့ အမဇပလင်ပြီးလိုက်ပါအဲ့ဒါတွဲရိုက်လို့ရအေးမင်းလေးမတီပါလားကျေးဇူးပဲလို့ကဲအခုကတော့ကျွန်တော်တို့ရဲ့တောပြန်ဟင်းလေးပေါ့နော်ကျွန်တော်တို့စပုံမူကြီးရန်တို့ရဲ့လက်ရလေးတောပြန်ဟင်းလေးကတော့ကြက်ပါပြီအနှံလေးကတော့မှုေးကြိုင်ပြီးတော့ဇပလင်နံလေးနဲ့ဆိုတော့တော်တော်စားကျင်နေပြီဗျာရှယ်ပဲကွာမှုေးနေ ဒီကောင်တော့ပြဟင်း တောပြန်ဟင်းဒီကောင်တောပြန်ဟင်းအရေးတောက်နော်တောပြန်ဟင်းမကြမြို့ပြန်ဟင်းမကြ ခွေးမှရောက်လာ有不起来。 နည်းနည်းအပူကြီးအစားအိမ် ကြွက်ချီကားစားတယ် ဒီမှာဥ အေးသူများကကြွက်ချီကားနဲ့ချက်စားအဲ့ဒါထဲချက်စားတာကိုပြောတာနေလို့ ဒါတာချက်လို့ရ ကောင်းတယ်哦， ကိုင်းမစား 咋办的？ ကဲကျွန်တော်ကတော့ဝင်ဆွဲလိုက်ပါဦးမယ်ကျွန်တော်မဆွဲရင်ကျွန်တော်ငတ်မှာဆိုလို့ပေါ့နော်ကျွန်တော်စားတာတော့ကျွန်တော်ရိုက်မပြတော့ညလည်းနည်းနည်းမှောင်နေတော့လေဒီညလည်းဟိုဓာတ်ခဲကအားမရှိတော့မီဒီလည်းထုံးလို့မရဘူးဆိုတော့ကျွန်တော်နောက်ဘူးကျွန်မပြန်တွေ့ကြပါမယ်နော်ကဲအားလုံးပဲတတာ